အားလုံးပဲမင်္ဂလာပါ Angel Mary ကိုရဲ့ Knowledge Sharing YouTube Channel အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောမယ့် topic လေးကိုမပြောခင်မှာအရင်ဆုံးဝေးကိုဒီ Bluetooth လေးပေါ့နော် microphone လေးလက်ဆောင်ပေးတဲ့မောင်လေးကိုကျေးဇူးအများကြီးတင်ပါတယ်ဝေးဒီနေ့ sharing လုပ်ပေးပါမယ် topic လေးကတော့ YouTube Channel ထဲမှာ 1.5 million view ထိပေါ့နော်reach အရင်များတဲ့ never react never explain just ignore ဆိုပြီးတော့ဒီ Machiavelli ရဲ့7 dark psychology tricks ဆိုတဲ့ဗီဒီယိုအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဝေးဖက်ကဒီအတူကျုံးလေးနဲ့ပေါ့နော်15မိနစ်စာဗီဒီယိုလေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီယောက်ကကိုကိုပြဿနာလာရှာပြီးစော်ကားပြီဆိုလို့ရှိရင်တော့ချက်ချင်းတုံ့ပြန်လိုက်ကြပါတယ်အဲ့လိုမျိုးစိတ်လိုက်မှန်ပါတုံ့ပြန်လိုက်တာဟာကိုရဲ့ဒီစိတ်ဆွမ်းအင်နဲ့အားလုံးကိုတစ်ဖက်လူအနှင်းလိုက်တာနဲ့အတူတူပါပဲတဲ့ဒီ YouTube channel ရဲ့35မိနစ်စာဗီဒီယိုလေးကိုရှုံငုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်သူက silent is a power လို့ပြောတာပါဒီတိတ်တိတ်စိတ်နေတယ်ဆိုတာဟာအာဏာတစ်မျိုးပဲဖြစ်တယ် not every situation deserve your response ပေါ့နော်အချင်းနေအရက်ရက်နေရာတိုင်းမှာပေါ့နော်ကိုကနေပြီးတော့တုံ့ပြန်နေစရာမလိုကိုကိုလာပို့တဲ့ message တစ်ကြောင်း comment တစ်ကြောင်းပေါ့နော်ဒါဟာတကယ်တုံ့ပြန်တဲ့ message လားဒါကိုပြန်ပြီးတော့ reply လုပ်လိုက်လို့ဘာအကျိုးရှိတာလဲဆိုတာမျိုးမိကုန်းထုတ်ဖို့လိုတယ်ပေါ့နော်တကယ်အကျိုးမရှိဘူးအသုံးမဝင်ဘူးကိုယ့်ရဲ့စိတ်ဆွမ်းအင်နဲ့အလိုလိုသုံးနေတယ်ဆိုလို့ရှင်ဒါမျိုးတွေပေါ်မှာပို့ပြီးတော့ attention မထားဖို့ပြောထားတာတွေ့ရပါတယ်နောက်တစ်ခုကကြတော့ no explanation needed ပေါ့နော်ရှင်းပြတာများလို့ရှင်လည်းဒါဟာကိုယ့်ရဲ့တန်ဖိုးတွေအာဏာတွေကျဆင်းသွားတယ်ဆိုပြီးတော့သူက sharing လုပ်ထားပါတယ်explaining yourself too much lower your authority ပါကိုအများကြီးပေါ့နော်အလွန်အကျွံရှင်းပြလိုက်တယ်ဆိုလို့ရှင်ဒါဟာကိုယ့်ရဲ့ဂုဏ်သိက္ခာရောကျသွားတတ်ပါတယ်နောက်တစ်ချက်ကတော့ ignore strategically ပေါ့နော်ဒီဘယ်ဟာကိုမှကိုကလှည့်လူရှုရမယ်ဆိုတာကိုရွေးချယ်တတ်ဖို့လိုပါတယ်attention is currency ပေါ့နော် attention ကိုတော့သူကတော့အများကြီးရှင်းပြထားတာအများကြီးပါပဲငွေလိုမျိုးတန်ဖိုးရှိတယ်တကယ်ရွှေလိုတန်ဖိုးထားမယ့်အရာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ don't waste it on negativity ပေါ့နော် negative ဖြစ်နိုင်တဲ့ဒီမကောင်းတဲ့အရာတွေမှာအသုံးမချနဲ့ပေါ့နော်အရန်ကိုတန်ဖိုးထားတယ်ဒီကမ္ဘာပေါ်မှာရှိတဲ့ဩဇာတိတ်ကမှကြီးမားတဲ့လူတွေဘီလီယံနာတွေပေါ့နော်အောင်မြင်ကြော်ကြားနေတဲ့လူတွေဟာဆိုလို့ရှိရင်သူတို့ရဲ့ attention ကိုတကယ်တန်ဖိုးရှိတဲ့အရာတစ်ခုလိုပဲသုံးချတယ်ဆိုတာမျိုးဒီဗီဒီယိုထဲမှာအသေးစိတ်ရှင်းပြထားတာလေးတွေ့ရပါတယ်နောက်တစ်ခုက control emotion မှာကိုယ့်ရဲ့ဒီစိတ်ကိုထိန်းထားနိုင်တယ်ဆိုလို့ရှိရင်အနိုင်ရနိုင်တယ်ပေါ့နော် the calm mind always win over the reactive one ပေါ့နော်အေးစစ်စစ်ဘယ် situation မဆိုပေါ့နော်ပြဿနာတစ်ခုခုကြုံလာပြီးဒေါသထက်စရာကိစ္စတစ်ခုခုကြုံလာပြီးကိုယ့်ကိုစိတ်နှောက်ယှက်လာပြီးပြီဆိုလို့ရှိရင်အေးစစ်စစ်နဲ့နေနိုင်တဲ့လူတယောက်ကကြတော့ဒီဒေါသထွက်တဲ့လူကိုအမြဲတမ်းအနိုင်ယူစမြဲပါပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်တိတ်တိတ်ဆိတ်ဆိတ်နေလိုက်တယ်သူကတော့ကိုယ့်ကိုပူလောင်စေခြင်းနဲ့ဒေါသထွက်စေခြင်းနဲ့စိတ်နှောက်ယှက်ဖြစ်စေခြင်းလို့သူကဒီလိုမျိုးလာလုပ်တာပေါ့နော်အဲ့ဒါကိုကဒီ neglect လုပ်လိုက်တယ်အဲ့ဒါကိုတိတ်တိတ်ဆိတ်ဆိတ်နေလိုက်တယ်ပေါ့နော်ဒါကို attention မယူဘူးအဲ့လိုမျိုးလုပ်လိုက်တဲ့ရှင်အပြင်ပေါ့နော်တစ်ဖက်လူကိုစိတ်နှောက်ယှက်ဖြစ်စေတယ်ပေါ့နော်ဒါကသူကတန်တရားဝင်စေတယ်ကိုကဒီလိုလုပ်လိုက်တာဘာဖြစ်လို့သူကဒေါသမထွက်ရတာလဲဒါကိုစိတ်မတူရတာလဲtoxic မဖြစ်ရတာလဲဆိုပြီးတော့မှသူ့ကိုယ်သူတန်တရားတွေဝင်သွားတယ်ပေါ့နော်ဒါဟာကိုယ့်ရဲ့အာဏာကိုယ့်ရဲ့ position ကိုယ့်ရဲ့ value ကိုထိန်းသိမ်းထားလိုက်တာဖြစ်ပါတယ်ခုကတော့ choose better wisely ပေါ့နော်ဒီတိုက်ပွဲတိုင်းကိုကိုကဝင်တိုက်စရာမလိုပါဘူး not every fight is worth your energy ပေါ့နော်တိုက်ပွဲတိုင်းမှာကိုကစွန့်အင်အပြည့်စိတ်ခံစားမှုအပြည့်တွေနဲ့လိုက်ပြီးတော့ဝင်ပါတိုက်ခိုက်နေစရာမလိုဘူးမထိုက်တန်ဘူးဆိုတာမျိုးရေးထားပါတယ်ကိုကတော့ဉာဏ်ပညာကြီးမားစွာနဲ့ရွေးချယ်ရမယ်ပေါ့နော်ဒါကတော့ကိုတကယ်စိတ်နှစ်ပြီးတော့ဝင်တိုက်တဲ့တိုက်ပွဲမျိုးလားဒါမှမဟုတ်ကိုလက်ဆောင်တဲ့ဟာမျိုးလားဆိုတာမျိုးကိုသေချာစဉ်းစားပြီးတော့ရွေးချယ်တတ်ဖို့လိုပါတယ်နောက်တစ်ချက်ကကြတော့ mastery build respect ပါဒါကကြတော့လျှို့ဝှက်စမ်းကြည့်မှုတွေဟာနေပြီးတော့လေးစားမှုကိုတိဆောက်ပြီးရဆိုတာမျိုးပေါ့နော်ဥပမာအပြင်ကိုကဘယ်ပြဿနာတစ်ခုကြုံလာရင်ဘယ်လို strategy သုံးပြီးတော့ကိုကရင်ဆိုင်လိုက်တယ်တို့ကိစ္စတစ်ခုခုကြုံလာရင်ဘယ်လိုဉာဏ်ပညာသုံးပြီးတော့ကြော်လောလိုက်တယ်တို့ဆိုတာဟာလူတွေကိုလုံးဝအံ့ဩသင့်စေတယ်ပေါ့နော်အကြောင်းအရာတွေဖြစ်ပါတယ်ပြောချင်တာကကိုဘာပဲဖြစ်ဖြစ်ကိုမှဘာ skill ပဲရှိပေါ့နော်အားလုံးကိုထုတ်ပြနေစရာမလိုပါဘူးပညာရှိရလို့ပေါ့နော်ပညာရှိတွေကသူတို့ဘလောက်တော်တယ်ဘလောက်တက်ကြောင်းကိုဘယ်တော့မှထုတ်မပြပေမဲ့အခက်ခဲတွေပြဿနာတွေသူတို့ဘဝမှာလောကဒဏ်နဲ့ရင်ဆိုင်လိုက်ရတဲ့အခါကျလို့ရှိရင်သူတို့မှာ strategy တွေအများကြီးနဲ့သူတို့ကရင်ဆိုင်နိုင်တယ်ပေါ့နော်ဒါတွေကလူတွေကိုအံ့ဩသင့်စေတယ်နောက်ပြီးတော့မှဒီလေးစားမှုကိုတိဆောက်ပေးနိုင်တယ်လူတွေက
ကိုယ့်ရဲ့စိတ်ကိုအပြည့်အဝခံမှန်းလို့မရဘူးပေါ့နော်ဒီလူတယောက်ကဒါဆိုရင်ဘလို့မျိုးရင်ဆိုင်မှလည်းမသိဘူးသူစိတ်ကဘလို့ strategy သုံးမှလည်းမသိဘူးကိုယ့်စိတ်ကိုလူတယောက်ကအပြည့်အဝမဖတ်နိုင်လေလေဒါကတော့ကိုယ် respect တခုတိဆောက်လေလေပဲဆိုတာမျိုးပြောထားတာတွေ့ရပါတယ်။နောက်တစ်ချက်ကကြတော့ detach to dominate ပေါ့နော်ဒါကကြတော့ကင်းကွာနိုင်လေလေကိုကကြီးစိုးနိုင်လေပဲပေါ့နော်ပြောချင်တာကဟိုအရာအလုံးတိုင်းမှာအလုံးနဲ့ attach ဖြစ်နေဖို့မလိုဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ကိုပေါင်းစိတ်ခေါ်တာတို့စိတ်ပေါင်းကိုခေါ်တာတို့အဲ့လိုမျိုးဉာဏ်ပညာကိုအသုံးချပြီးတော့မှအရာအလုံးမှာစိတ်ကြီးနှိမ့်မြုပ်ပြီးတော့ဒီ emotional တအားဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့ position ကိုပျောက်သွားစေနိုင်တယ်ပေါ့နော်ယုံကြည်ချက်တွေလည်းလျော့သွားစေတယ်တစ်ဖက်လူကလည်းကိုယ့်ပေါ် respect မရှိတော့ဘူးအဲ့ဒါကြောင့်မို့လို့တတ်နိုင်သမျှကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုထိန်းထားပြီးတော့စိတ်ပိုင်းဆိုင်ရာဝေးကွာပြီးတော့နေတာနေပြီးတော့မှကိုယ့်ရဲ့ယက်တီမှုကိုပို့ပြီးတော့မှဒါကပိုအားကောင်းစေတယ်ပေါ့နော် strengthen ဖြစ်စေတယ်ဆိုပြီးတော့ရေးထားတာတွေ့ရပါတယ်လို့ဒီဗီဒီယိုရဲ့အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုပြောလာတဲ့negative comment နဲ့ negative reaction တွေပေါ်မှာနေပြီးတော့ကိုကအားလုံးကိုသွားပြီးတော့မှတုံ့ပြန်နေစရာမလိုပါဘူးပြီးတော့ဒီအားလုံးတိုက်ပွဲတိုင်းမှာလေကိုယ့်ရဲ့စွမ်းအင်တွေကိုသုံးစရာမလိုဘူးပေါ့နော်တစ်ဖက်လူတွေကဒေါသထွက်ပြီးတော့စိတ်ထိမ့်မနိုင်သိမ့်မရဖြစ်နေတဲ့အချိန်မှာကိုကအေးစစ်စစ်တည်တည်ငြိမ်ငြိမ်နဲ့ကိုဟာကို emotional မဖြစ်ပဲကြော်ဖြတ်နိုင်လေလေဒါဟာ professional တယောက်ဖြစ်လာလေလေကိုကနေပြီးတော့စကားတခေါမှပြောစရာမလိုပဲနဲ့ဒါဟာအနိုင်ရရှိလိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာ sharing လုပ်ထားတာကတော့တယောက်ယောက်ကပေါ့နော်ကိုစိန်ခေါ်လာတယ်အဲ့လိုပြဿနာရှာလာတယ်ဒီ negative feedback တွေ negative message တွေပို့လာတယ်ဆိုလို့ရှိရင်တော့ခဏ pause လုပ်လိုက်ပါပေါ့နော်ဘာမှမလုပ်နဲ့smile ပြုံးလိုက်ပါပြီးတော့မှဘာမှပြန်မပြောနဲ့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူတို့လိုချင်တဲ့ attention ကိုမရတော့တာဖြစ်တဲ့တဲ့ဒီနည်းနဲ့ပဲတုံ့ပြန်ပါလို့ဒီဗီဒီယိုထဲမှာတော့ပြောထားတာတွေ့ရပါတယ်ဘာဖြစ်လို့ဆိုတော့ဒီတကောအာနာဆိုတာဟာနေပြီးတော့တိတ်ဆိတ်ခြင်းမှာပဲရှိလို့ပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲကပေးခြင်းတဲ့ message ကကြတော့ when you start reacting you start controlling မှာကိုတုံ့ပြန်တာကိုရက်လိုက်တဲ့နေ့ကနေစပြီးတော့ဒါဟာကိုယ့်ရဲ့ထိန်းချုပ်နိုင်စွမ်းဟာစတင်လာတယ်ဆိုတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတင်ပေးရတဲ့ရည်ရွယ်ချက်လေးကတော့အခုဖြစ်ပါဆိုလို့ရှိရင်ပေါ့နော်စီးပွားရေးမှာတော့လည်းကောင်းလို့ဖို့ကင်ဘက်တွေအရှင်းချင်းမှာတော့လည်းကောင်းအတိုက်ခိုက်အပြိုင်ဆိုင်မနာလိုမှုတွေဒီပြဿနာတွေပေါ့နော်လူမှုပတ်ဝန်းကျင်မှာအများကြီးကြုံလာနေရတယ်ဆိုလို့ရှိရင်ဒီပြဿနာဟာဝေတို့တကယ်ဖြေရှင်းဖို့ထိုက်တန်သလားပေါ့နော်ဒီຢာကကိုတကယ်ဝင်ပါတဲ့ကိစ္စလားပြီးရင်ဒီပြဿနာဒီကိစ္စရက်မှာကိုကတုံ့ပြန်လိုက်ခြင်းအပြင်ဒါကိုကိုကဝင်ပါလိုက်ခြင်းအပြင်ဘာများဝေတို့အတွက်ကောင်းကျိုးရှိမှာလဲပေါ့နော်ဒါလေးတွေတေချာစဉ်းစားပြီးမှကိုယ့်ရဲ့အချိန်တွေကိုအသုံးချစေချင်ပါတယ်ကိုယ့်အနေနဲ့ဒီဗီဒီယိုလေးစီကရလိုက်တဲ့ message ကတော့ power is quiet ပါပဲတကယ်အာဏာဆိုတာတိတ်ဆိတ်ခြင်းကနေလာတာပါကိုကဘယ်ကိစ္စမှာဝင်ပါတဲ့နဲ့ဒါဒီနေရာမှာစွန့်အင်တကယ်သုံးတဲ့နဲ့ဒီတိုက်ပွဲကတော့ဝင်တိုက်တဲ့နဲ့ဆိုပြီးတော့ဒါဟာကိုယ့်ရဲ့စဉ်းစားဆုံးဖြတ်နိုင်မှုဉာဏ်ရည်မြင်မာမှုပေါ့နော် wisdom ရှိမှုပေါ်မှာပဲဒါဟာသက်ဆိုင်သွားတာပါဗီဒီယိုလေးအတွက်စကားလက်ဆောင်ပြောရမယ်ဆိုလို့ရှိရင်ဝေကဗုဒ္ဓဘာသာဝင်တူဖြစ်တဲ့အတွက်နဲ့တရားတော်ရဲ့အမြဲတမ်းနားထောင်လေးရှိရပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားဟောကြားထားတဲ့တရားတော်အထေအတိုင်းပဲပေါ့နော်မှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုပြောရမယ်ဒုတိယတစ်ချက်ကပြောတဲ့အချိန်မှပြောရမယ်ပေါ့နော်နောက်တတိယတစ်ချက်ကကြတော့ကိုပြောလိုက်တဲ့စကားဟာကိုအတွက်ရောတစ်ဖက်လူအတွက်ရောအကျိုးရှိမှပဲပြောဆိုရဲဒီစကားသုံးခုဒီချာလေးစဉ်းစားပြီးတော့ပြောရင်ဆိုလို့ရှိရင်ပေါ့နော်ဝေတို့ကဒီပြဿနာတွေမဖြစ်တော့ဘူးငြင်းအေးလာမယ်ပြောချင်တာကတော့နေရာတိုင်းမှာစကားအရန်ပြောတယ်ဆိုလို့ရှိရင်လေပေါ့နော်အတိတ်ပဲမရှိဖြစ်သွားတယ်ကိုတန်ဖိုးကျသွားတာမျိုးလေးတွေလည်းရှိပါတယ်အဲ့ဒါကြောင့်ဒီမှာပြောထားတဲ့အကြောင်းအရာတော်တော်များများမှာလေးပဲဒီ silence လုပ်တာတကယ်ကောင်းတယ်ပေါ့နော်တိတ်တိတ်ဆိတ်နေတာကတော့တကယ် power စွမ်းရည်အကြီးမားဆုံးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကိုလာပြီးတော့negative comment လာပေးတိုင်း negative reaction ပြောတိုင်းစော်ကားတဲ့စကားတွေကြားတိုင်းတုံ့ပြန်နေစရာမလိုဘူးပေါ့နော်ခါလေးကြာရင်ကိုနဲ့ဒါဟာ level မတူဘူး standard မတူဘူးကိုနဲ့ငြိမ်ရင်ချင်းမတူညီဘူးဆိုပြီးတော့မှ neglect လုပ်လိုက်ပါ ignore လုပ်လိုက်ပါပေါ့နော် stay calm don't react and protect your peace ပေါ့နော်အေးစစ်စစ်နေပါမတုံ့ပြန်ပါနဲ့ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုကိုကာကွယ်လိုက်ပါဒါဆိုရင် real power is quiet ပါတကယ်အာဏာနေပြီးတော့တိတ်ဆိတ်မှုမှာပဲရှိတယ်နောက်ထပ်ဘ ഹു တုတရမယ်အခုလိုအကြောင်းအရာလေးတွေလည်းထပ်ပြီးတော့တင်ပေးတော့မှာမို့လို့ဝေရဲ့
YouTube channel ဒါမှမဟုတ် Facebook page မှာလာရောက်နားဆင်နိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်